လွန်တဲ့၄နှစ်ကတည်းကတဲဆုံးသွားပြီလို့ထင်ထားတဲ့ချစ်သူကတကယ်တော့အသက်ရှင်နေသေးတယ်ဆိုတာကိုသိလိုက်ရတော့ဒီအမျိုးသမီးလေးဟာတော်တော်လေးကိုအားတင်သွားခဲ့ရပါတယ်။သူ့ဘေးမှာလေသူမမသိတဲ့အမျိုးသမီးတစ်ယောက်ရှိနေတာကိုတွေ့လိုက်ရတယ်လေ။လွန်ခဲ့တဲ့၄နှစ်တုန်းကသူမချစ်သူရဲ့အမေကသူမချစ်သူဟာဝမ်းနဲ့စရာကောင်းတဲ့တာဝန်တစ်ခုကိုထမ်းဆောင်ရင်းမတော်တဆအသက်ပေးလူသွားခဲ့ရတယ်လို့ပြောခဲ့တာကိုသူမပြန်သတိရမိပါတယ်။အာလေခိနီပါလေဆိုတာကိုသိရအောင်လို့ဒီအမျိုးသမီးလေးကတက်တီမွေးပြီးသူမချစ်သူရဲ့အိမ်တကားကိုခောက်လိုက်ပါတယ်။သူမအိမ်ထဲကိုဝင်သွားပြီးနိုင်ရန်မှာချိထားတဲ့မိသားစုဓာတ်ပုံကိုမြင်လိုက်တဲ့အခါမှာတော့သူမရဲ့တန်တရားတွေအားလုံးကချက်ချင်းပဲပြောက်ကွယ်သွားချေပါပြီ။တကယ်တော့သူမချစ်သူကတကယ်ပဲအသက်ရှင်နေတာဖြစ်ပြီးအဲ့ဒီအချိန်မှာပဲချစ်သူရဲ့အမေကလွန်ခဲ့တဲ့၄နှစ်ကတာဝန်ထမ်းဆောင်နေတော့သူမချစ်သူရဲ့ဦးခေါင်းမှာတန်ရာရခဲ့တယ်လို့ပြောလာပါတယ်။သူကဘဝရဲ့အစိတ်ပိုင်းတချို့ကိုမှတ်မိနေသေးပေမဲ့ဒီအမျိုးသမီးလေးနဲ့နှစ်ပေါင်းများစွာချစ်ခဲ့ကြတဲ့အမှတ်တရတွေကိုတော့မေ့သွားခဲ့တာပါ။အမေဖြစ်သူကသူ့သားကိုအတင်းအတမ်းမှမှတ်ညံတွေပြန်ဖော်ခိုင်းပြီးနာကျင်ရမှာကိုမကြည့်ရနိုင်တာကြောင့်အမှန်တရားကိုဖုံးကွယ်ပြီးသားဖြစ်သူဆုံးသွားပြီလို့ဒီအမျိုးသမီးလေးကိုပြောခဲ့တာဖြစ်ပါတယ်။အခုဆိုရင်၄နှစ်တောင်ကြာသွားခဲ့ပါပြီ။သူမချစ်သူကလည်းအစ်စ်ကနေမိသားစုတစ်ခုတည်ထောင်ထားပြီးသားဖြစ်နေပါပြီ။တမိသားစုလုံးကလည်းတရန်ကိုပျော်စရာကောင်းတဲ့ဘဝလေးကိုဖျက်ဆီးနေကြတာပါ။တိုက်ဆိုင်ပဲအဲ့ဒီချိန်မှာသူမချစ်သူကသူ့လက်ဇနီးနဲ့အတူအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဒီလူကဒီအမျိုးသမီးလေးကိုအိမ်ကိုလာတဲ့ဧည့်သည်တစ်ယောက်လို့ထင်ပြီးညစာအတူတူစားဖို့နှွေးထွေးဖိတ်ခေါ်ခဲ့ပါတယ်။ထမင်းစားပွဲမှာတော့ဒီလူကသူ့အမေကိုဒီအမျိုးသမီးကဘသူလဲဆိုပြီးမေးလိုက်ပါတယ်။အမေဖြစ်သူကလည်းဒါကသူ့ရဲ့မွေးစားသမီးပါဆိုပြီးအမြန်ပဲလိန်ပြောလိုက်ပါတယ်။ဒါပေမဲ့ဒီအမျိုးသမီးလေးကတော့ဒီလိုအလိညာကိုလက်မခံချင်ပါဘူး။သူမကသူမရဲ့အစစ်အမှန်မျိုးသူမျိုးပါဖြစ်ကြောင်းကိုကြိုက်ရိုက်ပဲဖွင့်ပြောလိုက်ပါတော့တယ်။သူမဟာသူနဲ့နှစ်ပေါင်းများစွာချစ်ခဲ့ကြတဲ့သူ့ရဲ့စိတ်ဆက်ထားသူဖြစ်တယ်လို့ဒီလူကိုပြောပြလိုက်ပါတယ်။သူမချစ်သူကတနေ့မဟုတ်တနေ့တော့မြုံနှံထားတဲ့အမှတ်တရားတွေကိုပြန်သတိရလာလိမ့်မယ်လို့သူမကယုံကြည်နေတာပါ။ဒီလူကတော့သူ့ရှိကအမျိုးသမီးကသူ့ရဲ့စိတ်ဆက်ထားသူဆိုတာကိုမယုံကြည်ခင်ပါဘူး။သူမကသူ့ကိုလိန်ညာဖို့အတွက်တမင်တကာလှုပ်ကြံဖန်တီးထားတဲ့ပုံဖြင်တပုံလိုပဲသူကထင်နေခဲ့တာပါ။သူမသူ့ကိုချစ်တဲ့ဇနီးတစ်ယောက်ရှိနေပြီးသားဖြစ်လို့ဘသူကမှသူ့မိသားစုကိုလာဖြက်စီးခွင့်မပေးနိုင်ပါဘူး။ဒါကိုမြင်လိုက်ရတဲ့အမေဖြစ်သူကဒီအမျိုးသမီးလေးကိုအမြန်ပဲဆွဲခေါ်သွားပါတယ်။အတေကကိစ္စတဲ့အားလုံးကိုလက်လွတ်လိုက်ဖို့နဲ့နောက်ထပ်လာပြီးမနှောက်ယှက်ဖို့သူမကိုတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ဒီအမျိုးသမီးလေးကအရင်ကသူတို့နှစ်ယောက်ကြားကချိုးမြင်ခဲ့တဲ့အမတ်တရားတွေကိုပြန်တွေးမိတဲ့အခါမှာတော့ဒီဆက်ဆံရေးကိုလက်မလွတ်နိုင်သေးပါဘူး။ဒါကြောင့်ဒီလူကိုမှတ်ဉာဏ်တွေပြန်ရလာအောင်လုပ်ပေးမယ်လို့သူမဆုံးဖြတ်လိုက်ပါတယ်။ဒီအတွက်ကြောင့်တဲ့သူမကဒီလူရဲ့အိမ်ဘေးကအိမ်ကိုတမင်တကာပြောင်းလာခဲ့ပါတယ်။ဒီလူကသူမကိုမြင်တဲ့အခါမှာတော့ဒီအမျိုးသမီးကတကယ်ကိုအတိတ်ပဲမရှိဘူးလို့ပဲထင်နေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအနာကဖြတ်သွားတဲ့အိမ်ပြောင်းပေးတဲ့အလုတ်တမတစ်ယောက်ကတိတ်တာတဲ့ကဓာတ်ပုံတွေကိုမြေကြီးပေါ်ကိုမတော်တဆချလိုက်မိပါတယ်။ဒီလူကဓာတ်ပုံတွေကိုကောက်ဖို့ငုံလိုက်တဲ့အခါမှာတော့ဒီအမျိုးသမီးလေးနဲ့သူနဲ့ရင်းရင်းနှီးနှီးရိုက်ထားတဲ့ဓာတ်ပုံတွေကိုမြင်သွားခဲ့ပါတယ်။တခုခုကိုသူပြန်သတိရလာသလိုခံစားလိုက်ရပြီးရုတ်တရက်ခေါင်းတဲ့အရန်ကိုကြိုက်လာပါတော့တယ်